ပြောမနေ့ကဖြစ်တဲ့ကိစ္စစနေပြောဘာဖြစ်ကြလဲဘလို့ကနေစဖြစ်တာလဲပြော မှာဟွာလာနေကြညီမလေးလာတာမှလာတော့သူကအစတော့လက်ပေဖြုတ်ပြီးတော့မှလို့ပြန်တက်မယ်လို့ပြောတာအဲ့ဒီကြတော့ကလင်းစင်းမဲ့လောက်တော့မေတဲ့လို့ပြောတယ်ညီမလေးကလက်ကလင်းစင်းကိုင်ပြီးနေရမှာဒီမှလည်းဧည့်သည်တယောက်ရှိရဲ့အဲ့မှာလာတော့ကလင်းစင်းကိုင်ပြီးနေရနေပြီးတော့ဒီဘေးကနေနေမှာဒီခုံရနေနေပြီးမှလို့စာရညီမလေးကြောက်ပါညီမလေးညကိုလမ်းမိတာမမတို့သမင်းစားပြီးလာတဲ့လို့ပြီးတော့မစားရဘူးညီမလေးတို့စားနေတန်းလန်းနဲ့ဧည့်သည်လာလို့အဲ့ဒါသမင်းနဲ့တန်းလန်းကြီးတို့မစားရသေးဘူးလို့အဲ့လိုပဲပြောလိုက်တာမှအဲ့ဒါကိုအဲ့ဒီရဲ့ customer ညီမလေးကဘယ်လိုပြောလဲဆိုတော့ကျမလည်းအာနာပါအောင်နဲ့ကျမလည်းခုထိခမင်းမစားရသေးဘူးတဲ့2နိုင်ဝန်းကျင်လောက်ရှိပါပြီမှအဲ့နဲ့ညီမလေးကပြောညီမလေးရဲ့လို့ညီမလေးလောက်ကားလို့ညီမလေးကားလို့ပြောတာမှညီမလေးအလောက်ကားလို့မပါဘူးညီမလေးကားလို့ပါဇက်အရိပ်လီထဲမှာလို့ပါဇက်လီနဲ့အလုပ်လုပ်ရင်းနဲ့ခမင်းမစားရသေးတာလို့အမားတို့ကဒီနေ့တနေ့ကောင်ဧည့်သည်ကိုင်နေလို့မစားရသေးတာလို့အဲ့လိုပဲပြောလိုက်တာမှပြောတာတော့အဲ့ဒီကြီးပဲတခြားဘာမှအဖို့လို့လည်းမပြောဘူးရိုင်းရိုင်းစိမ့်စိမ့်လည်းပြောတာမျိုးမဟုတ်ဟိုအရေးရလည်းအဲ့လိုပြောနေကြဆိုတော့လေညီမလေးအဲ့လိုပြောမိသွားတယ်ပေါ့အဲ့ဒီနေမှာလူညီမလေးကသူ့ရဲ့လက်ကိုကလင်းစင်းလုပ်ပြီးနဲ့သူကဒီလိုမျိုးခုံမှာပလက်လန်ပြီးအိတ်နေရမှာလို့အိတ်နေရနေမှာလို့ညီမလေးကသူ့ရဲ့လက်လေးကိုဒီလက်တကြွယ်ရဲ့လေးလေးကိုညက်ပေးနေရညက်ပြီးဖို့ရှိနေရတယ်သူကရုပ်တရက်ထလာတဲ့ခါကျတော့လက်တကြွယ်ထောက်ညက်မိသွားမှာတွေးဆို့သွားပေါ့တွေးထွက်သွားပေါ့မှာသူကဟိုစေကန်းနေပါတောင်ပြလိုက်ရတယ်ဆိုတော့အများကြီးထိုးမိရမို့လို့လားမဟုတ်မှအဲ့ဒီလက်အဆွဲလေးပဲမှာဒီလက်တကြွယ်ရဲ့အဆွဲလေးကိုညီမလေးညက်မိသွားတာထားတာဘလို့ထားလိုက်မိရမို့လို့အဲ့လိုအဲ့လိုညက်မိရအဲ့သူကဒီမျိုးဒီဆိုဖာရဲ့ပုံမှာဒီလိုပလက်လေးအဲ့လိုအိတ်နေရမှာအဲ့ဒီညီမလေးကအညက်သူကအဲ့လိုထားလိုက်တဲ့ထားမှာထိုးမိသွားတာမှာထိုးပြီးညက်မိသွားတာပေါ့ညီမလေးညက်ဖို့ရွေးနေတာဆိုတော့လေအဲ့ဒီညီမလေးကထားပြီးတော့သွေးဆူသွားတာမြင်လိုက်တော့ဆက်ရှင်ထပြီးပြီးတော့မှစေးပေါက်နာမုံယူလာမှစေးပေါက်နာမုံအရင်တိတ်ပေးလိုက်တာတိတ်ပြီးပြီးတော့မှလို့စေးပေါက်နာမုံ6သွေးတိတ်သွားမှညီမလေးကစီးထည့်လို့ရမှာဦးမှအဲ့ဒီစေးပေါက်နာမုံတိတ်ပြီးပြီးတော့သူ့အဲ့တစ်ဖက်ကိုမကင်တော့ပဲတခြားတစ်ဖက်ကိုပြောင်းပြီးတော့ကင်လိုက်တာမှဟိုပြူတာသူကသွေးတန်ရဲတွေဘာတွေတောင်မှဖြစ်တဲ့ပုံစံမျိုးပြောနေတာဆိုတော့တကယ်ကိုသွေးမပြူတာလားသွေးအရန်မထွက်တာလားသွေးအရန်ထွက်သွားလားသွေးအရန်မထွက်ဘူးမှသွေးဆို့ပြီးမှလို့သွေးစားလေးမြင်တာနဲ့ညီမလေးချက်ချင်းပေါက်တာတိတ်ပြီးလိုက်တာမှအဲ့တိတ်ပြီးတော့မှလို့ညီမလေးတခြားတစ်ဖက်ကိုပြောင်းကြိတ်လိုက်တာရှင်အမတို့အခုကတော့ကြနေကိုကဝန်ထမ်းပြောတာတခုနဲ့တင်ကိုကအမှန်ယူတယ်လို့ပြောတာဘေးနောက်မှာ customer အဲ့ customer ကိုမေးရင်ရောရလားမရှိတယ်မှာ customer ကြီးမှာအမြဲတမ်းလာလုံးနေကြအမှားပဲမှာဟုတ်ပြီးတော့ဆိုမေးကြည့်ပေးမယ်ပြီးကြည့်မယ်ပြီးတော့ညီမလေးမှားတာရောညီမလေးသိလားဟုတ်မှာသိရမှာဟိုကိုရှင်းပြောရရင်မဆိုင်မဲနဲ့ဧည့်သည်ဝင်မှာလို့ပြောမိရမှာမဆိုင်တဲ့စကားဝင်ပြောမိရမှာအဲ့ဒီတော့တောင်းမှမလားဟုတ်တောင်းမှမှာညီမလေးကအဲ့လိုမျိုးသူ့ကိုစော်ကားချင်တဲ့စိတ်နဲ့လည်းရည်ရွယ်ပြီးမှပြောတာမဟုတ်ဘူးမှာဟိုအရင်လဲခင်နေတော့လေအဲ့လိုမျိုးပြောမိတာဆိုတော့ညီမလေးဘက်ကမာသွားတယ်ပြီးသွားလို့ရှိရင်မနေ့ကဖြစ်သွားတဲ့ညီမလေးကိုအမဘက်ကနေတောင်းမှပါတယ်လို့အဲ့လိုဆိုပထမတစ်ချက်ကတော့အမဘက်ကနေမဆိုင်တဲ့စကားကိုပြောမိသွားတယ်ပေါ့နော်နောက်တစ်ခါကျရင်လည်းမဖြစ်စီရပါဘူးနောက်ထပ်လာတဲ့ customer တွေကိုလည်းအဲ့လိုမျိုးမဆက်ဆက်မိအောင်အမဘက်ကဆင်ချင်မှမယ်လို့ပြောချင်ပါတယ်ပြီးရင်ထိမိသွားတာကလည်းမတော်တဆထိမိသွားတာမလို့ပေါ့နော်တကယ်တော့စေးပေါင်းတာမဟုတ်တိတ်ပြုံနေပြီးသွားတာမဟုတ်ပါဘူးအမနောက်ဆုံးအချိန်မှာပြောလိုက်ပါတယ်အမတေချာလည်းတောင်းမှတ်လိုက်တယ်ပေါ့နော်အမကြောင့်လို့ဖြစ်သွားတာဖြစ်တဲ့အတွက်တောင်းမှတ်ပါတယ်စီးထည့်ပေးပါမယ်လို့ပြောတာညီမကြီးရတယ်မထည့်တော့ဘူးလို့ပြောပြီးထားဖတ်သွားတာဖြစ်ပါတယ်နော်အမဘက်ကနေနေပြီးမှလို့ရင်စိမ့်စိမ့်လည်းတခုမှမပြောခဲ့ပြီးပါဘူးအမဒီ site မှာလောက်လာတဲ့တက်တန်တစ်ချောင်းမှာအဲ့ဒီတွေကိုလို့စားပြပေးလဲဆိုတာအဲ့ဒီတိုင်းပြီးပါတယ်ပေါ့အမဘက်ကနေနေမှတောင်းမှတ်ပါတယ်ပြီးသွားရင်အမကြောင့်လို့ဒီ site ကိုဒီလို site နဲ့မေးဒီလိုထိခိုက်တာမျိုးလဲအမမဖြစ်စီရပါဘူးအဲ့ကြောင့်မလို့ညီမလေးအမဒီကနေအနူးညွတ်တောင်းမှန်ပါတယ်စောကရှိတဲ့စိတ်လည်းလုံးဝမရှိပါဘူးပေါ့နော်ညီမလေးတင်ထားတာမြန်မာနိုင်ငံလုံးဆိုင်ရာတားတော့ဆရာမတွေကိုတင်ထားတာဖြစ်တဲ့အတွက်ဘသူ့အမကြီးရွေပြီးမှလို့ပြောခဲ့ရှင်လည်းမဟုတ်ပါဘူးအမဒီတိုင်းပဲဟိုခင်နေတဲ့လူလို့ပြောလိုက်တာပေါ့နော်နောက်တစ်ခါကျလို့ရှိရင်အမဘက်ကနေဒီတော့အများကြီးထပ်ပြီးဘာမှထပ်မဖြစ်အောင်လို့အမဘက်ကအများကြီးစီရှင်မမယ်လို့ဒီကနေ့ညီမလေးကိုအနူးညွတ်တောင်းမှန်ပါတယ်ပေါ့နော်အမတောင်းမှန်ပါတယ်ဒီကတော့လေကဲမင်္ဂလာပါရှင်မနေ့ကဖြစ်တဲ့ကိစ္စလေးကိုပြောချင်လို့ပါပြဿနာဖြစ်တဲ့ညီမလေးကတောင်းမှန်ခိုင်းနေပေါ့နော်စိတ်ရင်းနဲ့တောင်းမှန်ဆိုလို့တောင်းမှန်ခိုင်းတဲ့ပိုးနှစ်ခုကိုတင်ထားတယ်တစ်ခုကကျတော့ဖြစ်တဲ့ပြဿနာကိုတင်ခိုင်းတယ်တစ်ခုကကျတော့တောင်းမှန်နဲ့သူမှားသွားတဲ့စကားတစ်ခုမှားသွားတဲ့အတွက်မှားသွားတဲ့ဟာကိုတောင်းမှန်ခိုင်းလိုက်တယ်အရန်ကိုစိတ်ဆိုးလောက်တဲ့ပြဿနာစကားတစ်ခုဖြစ်သွားမယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကိုတောင်းမှန်ခိုင်းလိုက်ပါတယ်ဒါပေမဲ့တချို့ကိစ္စလေးတွေမှားနေတဲ့ဟာလေးတွေတော့ပြောရမယ်ရှင်မှားနေတဲ့ဟာလေးတွေပေါ့နော်ကိုရီဘက်ကကျတော့လေဒီတိုင်းလည်းရမထားခြင်းဘူးပြောကြတော့ဆိုင်နမယ်နဲ့တက်လာတယ်ပြောကြတော့တချို့ကိစ္စလေးတွေကစိတ်တိုင်းမကြတာလေးနဲ့နည်းနည်းလေးကိုလည်းစိတ်ဆိုးစရာလေးပါတာဖြစ်တဲ့အတွက်ဒီပို့ကိုပြန်ပြီးတော့တင်ချင်းပေါ့နော်တင်ချင်းပေါ့အမားပါရင်ခွင့်လို့ပေးပါစိတ်နှောက်ယှက်ဖြစ်စရာလေးတွေပါတယ်ဆိုရင်လည်းတောင်းပန်ပါတယ်နော်တောင်းပန်ပါတယ်စကားအစီအငေါ်လေးတွေလည်းတဲ့ချင်မှတဲ့မယ်ပေါ့နော်ကျမကအလုပ်ကိစ္စနဲ့ပတ်သက်ပြောပဲတင်တာများတယ်နောက်တစ်ခါဆိုတော့ကျွန်တော်တို့ဒီအခုလုံးနေတဲ့အလုပ်ကကျမရှစ်လုံးလုံးလုပ်တာဒီလုပ်ကို
ကျမငွေတစ်ခုလည်းမဟုတ်ဘူးရှစ်လုံးလုံးလောက်တာပါဒီအလုပ်ကိုသဘောကျတော့ကျမတို့ဆိုင်ရာထွက်သွားတဲ့customer တိုင်းကိုယ့်ရဲ့လက်ကလေးတွေ shop ကလေးတွေကြည့်ပြီးတော့မှသဘောကျပြီးတော့မှထွက်သွားတာလေးတွေကိုတကယ်ကြည်ကြည်နဲ့ထွက်သွားတာလေးကိုကျမတို့ကြိုက်တယ်အဲ့ဒီအတွက်ကျမဒီအလုပ်ကိုလုပ်တယ်ပြီးတော့ကျမအခုလိုမျိုးပေါ့နော်ဒီအလုပ်ကကျမအရန်ဝါသနာပါတဲ့အလုပ်ဖြစ်နေတယ်မို့လို့အဲ့တော့ဘာလို့ပြောချင်လဲဆိုတော့နာမည်နဲ့တက်ပြီးပြောထားတယ်နောက်တစ်ခါကျတော့တချို့ကိစ္စတွေကမှားနေတယ်ထင်လို့ကျမတို့ပြန်ထောက်တာပါလာထောက်တာပါအခုဖြစ်တဲ့ညီမလေးလည်းအမရဲ့ video file ကြည့်မယ်ဆိုရင်ကြည့်လို့ရတယ်အဆုံးထိကြည့်ပေးပေါ့နော်အဆုံးထိကြည့်ပေးပြောကြညီမလေးရဲ့ video file ကိုvideo file မဟုတ်ဘူးညီမလေးရဲ့ပို့တွေကိုဖြုတ်ချမလို့နော်အမကဖြုတ်စေခြင်းလို့အသေးခံတောင်းပန်နေရမဟုတ်ဘူးနော်ပြောကြမနေ့ကအဖြစ်တဲ့အချိန်ကနေပြောအခုဒီနေ့အချိန်အထိကိုမှညီမလေးစီကိုလေအမလေးပို့ဖြုတ်ပေးပါလို့တခေါမှမပြောခဲ့ဘူးမဖြုတ်လဲရတယ်ထပ်တင်လို့လည်းရရနော်ဒါပေမဲ့တင်တဲ့ပို့တိုင်းကလေစီးနေပေါင်နဲ့တင်ရမယ်ပေါ့နော်တင်ရမယ်တကယ်လို့အမတို့ထင်ရင်အမတို့ကလည်းပြန်ပြောမှပြောရပါမယ်ညီမလေးလောက်ခဲများဆိုင်နေတယ်မှာအမားတို့တော့စိတ်ရှည်ပေးပြီးတော့မှညီမလေးကိုတိခံတာအမားတို့ပဲရှိတယ်ညီမလေးဆိုရင်အမားဆိုင်မှာလုံးဝလေးမိသားစုလိုကြီးနေတာနော်ကိုယ့်ရာကြီးလို့ညီမအိမ်နာတက်ရှင်ဘလို့တက်အိမ်နာအိမ်နာတက်လိုက်ရေခတ်ထားတဲ့ရေနွေးဆိုရင်တပူးလုံးကုန်အောင်တောက်ပြောမှရှေ့မှာနေကြစီကိုအပုံလိုက်ကြီးအောင်ပါလေအောက်မှာပြန့်ကျဲနေတဲ့အချိန်အဲ့လိုယူထားခဲ့တာပြောကြတော့ညီမလေး wifi ကိုလေမီးမပြတ်မရှင်းအောင်ငို့တို့ထိုင်သုံးသွားတာတနားနား customer တွေရှိတာတွေထိုင်လို့ရတာပါညီမလေးမသိဘူးအဲ့လိုမျိုးနေခဲ့တာအမားတို့ကလည်းလေအမားတို့ခင်တတ်တယ်အရန်ကိုခင်တတ်တယ်ရှေ့မှာထားပေးထားတဲ့ပစ္စည်းတိုင်းက customer တွေလာတဲ့အချိန်မှာဧည့်သည်တွေပါလာမယ်ပြင်းရင်စားဖို့တောက်ဖို့အတွက်အကုန်လုံးချပေးပြီးသားစားလို့ရတယ်ဒါပေမဲ့ညီမလေးကအဲ့လိုမျိုးမဟုတ်ဘူး personal တွေကျဲညောင်လုပ်ခဲ့ပြီးတော့မှညီမလေးညာလို့လောက်သွားခဲ့တဲ့နေရာမျိုးလုပ်လို့ရတဲ့နေရာမျိုးအမားတို့ကလည်းအဲ့လိုတိခံပေးခဲ့တဲ့လူတွေမှာပါတယ်ညီမလေးကိုတစ်ခေါက်ကင်ပေးတယ်ဆိုရင်ညီမလေးကလက်ထဲအရှိတက်တဲ့အတွက်အဲ့ဒီတက်သမျှကြောက်တိုင်းကို AI ကမေးလိုက်ဘဲကြောက်ကလေးဆိုရွေရပြီညီမလေးကိုကင်တဲ့ညီမလေးဆိုရင်မနက်ခင်းပိုင်းထဲကနေပြောကင်လိုက်တာညနေခင်းထမင်းမစားဘဲနဲ့နော်ညနေခင်း3 နာရီ4 နာရီလောက်မှပြီးတာပြီးတော့ညီမလေးက AI ကိုမေးလိုက်ပြန်တက်လိုက်ရွေးလိုက်ရှာလိုက်အဲ့လိုမျိုးလာညီမလေးမှာဒီဇိုင်းလည်းမပါဘူးအဲ့လိုမျိုးလုပ်ခဲ့ရတဲ့ဟာမျိုးပြီးရင်ညပိုင်းဆိုရင်9 နာရီခွဲလောက်မှလာတယ်ည9 နာရီခွဲ10 နာရီအထိเนาะအကုန်လုံးဖုံးပြီးတွေနဲ့အဲ့လိုမျိုးမီးပြတ်တဲ့ရက်ဆိုရင်ဖုံးပြီးတွေနဲ့ထုံးပြီးတော့မှစိတ်ရှိလက်ရှိလုပ်ပေးခဲ့တဲ့စိုင်မျိုးပါညီမလေးအဲ့တော့အခုလိုမျိုးပြောကြဆိုကြတာကလည်းညီမလေးတို့အရန်ခင်ခဲ့ပြီးတော့မှတယောက်နဲ့တယောက်ပြောတဲ့အချိန်မှာမှားသွားတဲ့စကားတစ်ခုပေါ့နော်အမကဖုန်းဆက်တဲ့အချိန်မှာလည်းအမ customer တွေအများကြီးရှိမှာ speaker ဖွင့်ပြီးတော့မှအမတောင်းပန်ခဲ့တယ်တေးချကိုတောင်းပန်ခဲ့တာပါလေဖန်တန်းစီးပြီးတော့ညီမလေးပြောသလိုလေဖန်တန်းစီးပြီးတော့မှပြောခဲ့တာမဟုတ်ဘူးနော်တောင်းပန်ခဲ့တာမဟုတ်ဘူးအမဆိုင်မှာဖြစ်တဲ့အတွက်အမဝန်ထမ်းတွေကို customer နဲ့ပတ်သက်ရင် service ပေးတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်မှာအရန်ကိုကြောက်တဲ့ထဲမှာပါတယ်အမဆိုရင်ဘလောက်ပဲလေစိတ်ညစ်စရာပဲရှိလာတဲ့ညလူအကုန်လုံးကိုသွား32ချောင်းဖြဲပြီးပြတဲ့ထဲမှာအမပါတယ်အဲ့တော့တော်တော်ကြီးတီးခံတတ်တဲ့ထဲမှာပါပါတယ်ညီမလေးအဆွဲညှက်မိတယ်လို့ပြောတယ်နော်သွေးတွေချင်းထွက်ပြောမှလေညီမလေးပုံတော်မပြတော့ဘူးပုံတော်မတင်တော့ဘူးစေးကန်းတွေတောင်ပြရတယ်ညီမလေးအိတ်နေတယ်တဲ့ပလက်ကြီးအိတ်နေတယ်တဲ့အဲ့ဒါကိုမှအဆွဲညှက်နေတဲ့အချိန်မှာဇက်ခနဲ့ဆိုထားတဲ့အချိန်မှာထိုးမိရလို့ပြောတယ်အဲ့ဒါလည်းသွေးဆိုးရုံပဲလို့ပြောတယ်ညီမလေးသွေးဆိုးရုံပဲလို့ပြောတယ်နော်အဲ့တော့ညီမလေးကအသေးထိုင်ကြီးဖြစ်သွားတယ်စေးကန်းတွေတောင်ပြရတယ်လို့ပြောတယ်အဲ့ဒါတော့မဟုတ်တော့ဘူးလို့တော့အမထင်တယ်မိရေအဲ့လောက်ကြီးတော့မဖြစ်တော့ဘူးလို့ထင်တယ်အမကလည်းပြောရမယ်အမလည်းစိတ်ဆိုးတယ်ရှင်အမကိုလေတမကရန်ကတောင်းပန်တယ်နေဖန်တန်းစီပြီးတော့မှတောင်းပန်တယ်လို့ပြောလိုက်တဲ့အတွက်အမလည်းစိတ်ဆိုးပါတယ်အဲ့ဒီအတွက်အကုန်ပြောပါတယ်နော်အမတို့လည်းတီးခံနိုင်တဲ့အတိုင်းတာအထိတော့တီးခံပေးတယ်တီးမခံနိုင်တဲ့အချိန်ကျရင်တော့အမတို့လည်းပြောပါတယ်ဒီဆိုင်ရှင်ကဒီလိုတွေပြောတယ်ဆိုတော့ပြောပါမယ်သူတောင်ပြောရင်အမတို့လည်းပြောတတ်ပါတယ်အဲ့တော့လူတိုင်းကိုပြောတာမဟုတ်ဘူးအမတို့ကလေကိုယ့်စီကိုလာတဲ့ဆိုင်နဲ့ကိုလာတဲ့ customer တိုင်းကိုရှစ်တဲ့ထဲမှာပါတယ်အဲ့တော့အရန်ကိုလေဘယ်လိုပြောမလို့ service ကောင်းကောင်းပေးတဲ့ထဲမှာပါပါတယ်အဲ့တော့ဆက်ဆံပူတဲ့သူတိုင်းသိပါတယ်ကျမကဘယ်လိုပါဆိုပြောမှလိုက်ပြောကြမလို့ဘူးဆက်ဆံပူတဲ့သူတိုင်းကိုသိပါတယ်နော်အဲ့တော့ညီမလေးကဘာဖြစ်ချင်တာလဲအမရဲ့ဝန်ထမ်းကိုထုတ်စေချင်တာလားအမမထုတ်ပါဘူးနော်မထုတ်ပါဘူးအမအစာပိုင်းတော့တောင်းပန်ခိုင်းလိုက်မယ်တေချာဆိုဒီလောက်နဲ့ဒီဖုံးဆက်ပြီးတော့မှပြောရုံနဲ့ပြီးတော့တဲ့သူမျိုးလို့ထင်လိုက်တာပါအများကြီးဖြစ်သွားတယ်နော်ညီမလေးရေးထားတာတချို့ဟာတွေတော့မဟုတ်ဘူးလို့တော့မထင်တယ်မဟုတ်ဘူးကလေးကလည်းမဟုတ်ဘူးလို့တော့ပြောတယ်အဲ့တော့နှစ်ဖက်လုံးကိုလိုက်ပြောမှာမဟုတ်အမဘက်ကမှားသွားတဲ့ဥစ္စာတော့အမတောင်းပန်ခိုင်းလိုက်တယ်ကျန်တဲ့ကိစ္စတွေကတော့မှားနေတယ်ညီမလေးဘက်ကမှားနေရလို့ထင်တယ်နော်ထင်တယ်အဲ့တော့ညီမလေးမကျင်နိုင်ရင်ဆက်တင်လို့ရတယ်ထပ်တင်မှာအမဖြည့်ရှင်းတာဒီတစ်ခါနောက်ဆုံးပဲညီမလေးနဲ့ပတ်သက်တဲ့ဒီပို့ကိုရှင်းရမယ်ထင်လို့တော့ရှင်းလိုက်တယ်
ဒီတစ်ခေါက်ကနောက်ဆုံးပထမဆုံးနဲ့နောက်ဆုံးအချိန်ပဲထပ်ပြောမှညီမလေးဆိုအမစီမှာအာရုံမရှိဘူးအမဆိုင်ကိုလာခဲ့မယ်ဆိုရင်လည်းအမဆိုင်တော့ညီမလေးကိုလေစိတ်ရှိရအမတို့ဆိုင်ပဲရှိရနော်အဲ့တော့ညီမလေးနောက်ထပ်တစ်ခေါက်ထပ်လာမယ်ဆိုရင်တောင်မှအမတို့လည်းမကင်ပေးရဲပါဘူးညီမလေးတခြားဆိုင်ပဲသွားလိုက်ပါနော်ထပ်ပြောမကင်အမတို့မပတ်သက်ကြတာပဲပူကောင်းမယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်ဖြည့်ရှင်းတာလည်းနောက်ဆုံးမှာညီမလေးတင်နေဆိုရင်ဆက်တင်လို့ရပါတယ်အမတော့ game site ပါဘူးနော်ဆက်တင်ပါရှင်ဆက်တင်မှာတင်နေဆိုရင်တော့စီးနေပေါင်လေးနဲ့တင်ပေါ့နော်စီးနေပေါင်လေးနဲ့တင်မှာအမလည်းတီးခန့်နိုင်တဲ့အနေအတိုင်းထားပြီးတော့တီးခန့်မယ်ပေါ့နော်တီးမခန့်နိုင်တဲ့အချိန်ကြရင်တော့အမလည်းတီးမခန့်ပါဘူးအဲ့တော့ထပ်ပြောပါမယ်နော်ဒီပို့ကိုမြင်လို့စိတ်နှောက်ယှက်ဖြစ်တဲ့သူတွေကိုလည်းတောင်းပန်ပါတယ်အစီငေါ်မတက်ရင်လည်းတောင်းပန်ပါတယ်ရိုင်းသွားတာပါခဲ့ရင်လည်းတောင်းပန်ပါတယ်ရှင်အဲ့တော့ဒီခံပြီးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်